ဒါကိုတင်ကြားဘူးချင်မှကြားဘူးပါလိမ့်မယ်ဖယုံပင်တပေမှာတန်ပိုးအရှိဆုံးအစိတ်ပိုင်းကအသီးမဟုတ်ပါဘူးဘိုင်းပင်ရဲ့ထိပ်ဖြားမှာရှိတဲ့နုပြိုတဲ့အညွန့်လေးတွေဖြစ်တဲ့ဖယုံညွန့်တွေပဲဖြစ်ပါတယ်အစိမ့်မြင့်စူပါမားကတ်ကြီးတွေမှာဆိုရင်ဒီဖယုံညွန့်တွေကိုကျမ်းမာရေးနဲ့ညီညွတ်တဲ့ premium ဟင်းသီးဟင်းရွက်တစ်ခုအနေနဲ့$1,020မြန်မာငွေ$6,000ကျော်အထိဈေးကြီးပေးပြီးရောင်းချနေကြတာပါတာမန်အရွက်စိမ်းတွေထက်အစမတန်ဈေးပိုကြီးပါတယ်ဘာကြောင့်လဲအဖြေကတော့ရှင်းရှင်းလေးပါဖယုံညွန့်တွေမှာအာဟာရဓာတ်တွေအလွန်အမင်းကျွယ်ဝနေလို့ပါပဲသူတို့မှာမုံလာဥနီထက်ဗီတာမင် A နှစ်ဆနီးပါးပိုမိုပါဝင်တဲ့အပြင်အမြန်ဓာတ်တန်ဓာတ်နဲ့အန်တီအောက်ဆီဒန့်တွေလည်းပါဝင်ပါတယ်တရုတ်နိုင်ငံကြီးလက်ဒေသတွေမှာဆိုရင်ဒါကိုတဘာဝကပြီးတဲ့စီးဖက်ဝင်အစားအစာတစ်ခုအနေနဲ့တော့သတ်မှတ်ကြပါတယ်တရုတ်ကြီးလက်ကလူတွေကတော့ဒီအညွန့်တွေကိုအလားတမဖြုံးတိကြပါဘူးသူတို့ကဖယုံညွန့်တွေကိုထောင်းပြီးအရေးညှစ်ထုတ်တာအဲ့ဒီအနှစ်ရည်ကိုကန်စုဥမုံနဲ့ရောစပ်ပြီးမီအီအီနဲ့ကြိုချက်ကြပါတယ်အဲ့ဒီခါမှာပြောင်ချောပြီးမြင့်တဲ့ဂျယ်လီတုံးဖြစ်ပြောင်းလဲသွားပါတယ်အနံ့ကလည်းပူးပြက်နေပြီးအာဟာရဓာတ်တွေအပြည့်အဝပါဝင်နေတာပါဒါပေမဲ့ပူပြီးစိတ်ဝင်စားမှုကောင်းတဲ့အချက်ကတော့သူတို့ရဲ့စီးပွားရေးအရာတန်ဖိုးပဲဖြစ်ပါတယ်ဖယုံစိုက်ခင်းတက်ဤကနေတစ်နှစ်ကိုမြင့်တဲ့ဖယုံညွန့်ပေါက်ပေါင်းတောင်းချီထွက်ရှိနိုင်ပါတယ်ပြီးတော့ဒီအညွန့်တွေကိုခူးဆိုတာကဖယုံသီးတွေကိုလုံးဝထိခိုက်ပျက်စီးမှုမရှိစေပါဘူးဖယုံနွယ်ပင်တွေဟာအညွန့်သစ်တွေကိုအစမတန်ပြန်ထွက်ရှိစေတာကြောင့်တောင်သူတွေအနေနဲ့ဖယုံသီးတွေဈေးကွက်ထဲမှာရောက်ခင်ကတည်းကဝင်ငွေတွေအများကြီးစတင်ရရှိနေပြီဖြစ်ပါတယ်ဒီနေ့ခေတ်အမေရိကန်နဲ့ယူရိုပါတဝင်းကအစီအမင်းစားတောက်ဆိုင်ကြီးတွေမှာတော့ဖယုံညွန့်တွေကိုရွှေစိမ့်လို့တင်စားခေါ်ပြီးအလွန်မြင့်မားတဲ့ဈေးနှုန်းတွေနဲ့ရောင်းချနေကြတာပါကဲမင်းတို့ရှိတာပါဒီအတွက်တော့ဖယုံညွန့်ဆိုတာတာမန်အရွက်စိမ့်နေလားဒါမှမဟုတ်လူတွေတတိမထားပဲလွဲချုံနေတဲ့ပိတ်ဆန်ရှာဆက်တခုလားဒါနဲ့ပို့လို့လုပ်ဖို့မမေ့နဲ့ဘူးနော်